Starbucks အောင်မြင်မှုလျှို့ဝှက်ချက်၅ခု The Starbucks Experience Book Summary Maurice Rehab ကနေပြီးတော့မင်္ဂလာပါလို့ကြိုဆိုနှုတ်ဆက်လိုက်ပါတယ်အခုတစ်ခါမှာတော့ Starbucks ရဲ့အောင်မြင်မှုလျှို့ဝှက်ချက်၅ခု The Starbucks Experience Book Summary ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် Starbucks လျှို့ဝှက်ချက်မင်္ဂလာပါကျွန်တော်တို့ကမ္ဘာအကြီးဆုံး coffee company တစ်ခုဖြစ်တဲ့ Starbucks အကြောင်းပြောကြရအောင်Starbucks ရဲ့အောင်မြင်မှုဟာ coffee အရသာကြောင့်ကြီးပဲလားတကယ်တော့မဟုတ်ပါဘူး coffee တက်ပိုပါတယ်သူတို့ရဲ့လျှို့ဝှက်ချက်ဟာဖောက်တဲ့တိုင်းအတွက်ထူးခြားတဲ့အတွေ့အကြုံဒီ experience တစ်ခုကိုဖန်တီးပေးနိုင်တာပါဒီနေ့မှာတော့ Joseph Michelli ရေးသားထားတဲ့ The Starbucks Experience စာအုပ်ထဲကနေမိသည့်လုပ်ငန်းမဆိုကြီးပွားအောင်မြင်စေမယ့်အခြေခံမူ၅ချက်ကိုအချိန်တိုအတွင်းနှိပ်ချုပ်ပြီးတင်ပြပေးသွားပါပါဒီတော့စလိုက်ရအောင် Principle 1ကိုပိုင်ဟန်ဖန်တီးပါ make it your own အမှောင်ဆုံးမူကတော့ကိုပိုင်ဟန်ဖန်တီးခြင်းပါ Starbucks ဟာသူတို့ဝန်ထမ်းတွေကို partners လို့ခေါ်ပါတယ်သူတို့ဟာဆက်ရုပ်တွေမဟုတ်ပဲကိုပိုင်ဆုံးဖြတ်ချက်နဲ့ဖောက်တယ်ကိုလွတ်လပ်စွာဆက်ဆံခွင့်ရပါတယ် partners ကိုလုပ်ပိုင်ခွင့်ပေးပါဖောက်တဲ့တဦးကိုရိုးသားပြီးစစ်မှန်တဲ့စိတ်ခံစားမှုနဲ့ဆက်ဆံတဲ့အခါမှသာရည်ရှိဆက်ဆံရေးတည်ဆောက်နိုင်မှာပါဝန်ထမ်းတွေကိုယုံကြည်ပါသူတို့ကိုလုပ်ပိုင်ခွင့်ပေးပါPrinciple 2အသေးစိတ်တိုင်းသည်အရေးကြီးသည် Everything matters ဒုတိယမူကအသေးစိတ်တိုင်းအရေးကြီးတယ်ဆိုတာပါ Coffee ရဲ့အရေးသွေးဆိုင်ရဲ့အနံ့ထိုင်ကုန်တွေရဲ့တက်တောင့်တက်တာရှိမှုအဲ့ဒီအရာအလုံးဟာဖောက်တဲ့ရဲ့စိတ်ထဲမှာအမှတ်တရရဲ့တန်ဖိုးကိုပုံဖော်နေပါတယ် Retail is detail ဖောက်တဲ့မမြင်ရတဲ့နေရာတွေမှာတော့မှတန်ရှင်းမှုနဲ့စီကန့်ရှိမှုဟာစီးပွားရေးလုပ်ငန်းတစ်ခုလုံးရဲ့စိတ်ဓာတ်ကိုထင်ဟပ်စေပါတယ် Principle 3အံ့ဩမှုနဲ့ပျော်ရွှင်မှုကိုပေးပါ Surprise and delight တတိယမူကတော့ဖောက်တယ်တွေကိုမျှော်လင့်မထားတဲ့ပျော်ရွှင်မှုပေးခြင်းပဲဥပမာမွေးနေ့အတွက်အခမဲ့ကော်ဖီတစ်ခွက်ဒါမှမဟုတ်စိတ်မကောင်းဖြစ်နေတဲ့ဖောက်တယ်ကိုနှွေးထွေးတဲ့စကားတစ်ခွန်းပြောပေးခြင်းမျိုးပေါ့မျှော်မှန်းထားသည့်ထက်ပိုပေးပါဈေးဝယ်ယူမှုပြီးသွားတာနဲ့ဝန်ဆောင်မှုမပြီးသေးပါဘူးဖောက်တယ်ရဲ့နေ့ရက်ကိုပိုကောင်းအောင်ဘယ်လိုလုပ်ပြီးနိုင်မလဲအမြင်စဉ်းစားပါ Principle 4ကန့်ကွက်မှုများကိုရင်ဆိုင်ပါ Embrace resistance စတုတ္ထမူကတော့ဝေဖန်မှုတွေကိုကြောက်မနေပဲရင်ဆိုင်ဖို့ပါမကျေနပ်ချက်တွေဟာစီးပွားရေးတိုးတက်ဖို့အတွက်အကောင်းဆုံး feedback တွေပါတင်ယူစရာခွင့်ရေးမကျေနပ်ချက်ကိုမှန်ကန်စွာဖြေရှင်းပေးနိုင်ရင်ဖောက်တယ်ဟာအရင်ထက်ပိုပြီးတော့သစ္စာရှိတဲ့ဖောက်တယ်ဖြစ်လာနိုင်ပါတယ် Principle 5တင့်ရာထူးကိုခြံထားခဲ့ပါ Leave your mark နောက်ဆုံးအနေနဲ့အရေးကြီးမှုကရက်ရွာလူထုပေါ်ကောင်းသောတက်ရောက်မှုကိုဖန်တီးခြင်းပါ Starbucks ဟာပတ်ဝန်းကျင်နဲ့သူတို့လုပ်ကိုင်နေတဲ့လူမှုအတိုင်းအဝန်ကိုတန်ဖိုးထားပါတယ် Community ကိုကူညီပါဒီလိုလုပ်ခြင်းအပြင်ကုမ္ပဏီရဲ့ဂုဏ်သိက္ခာကိုပါမြင့်တင်ယုံသားမကဝန်ထမ်းတွေရဲ့စိတ်ဓာတ်ကိုပါမြင့်တင်ပေးနိုင်ပါတယ်စီးပွားရေးလုပ်ရင်လူမှုတာဝန်ကိုထမ်းဆောင်ပါဒါဆိုရင် Starbucks Experience စာအုပ်ထဲကမူ9ရပ်ကိုသိရှိတော့ပါပြီအနည်းချုပ်ရရင် Starbucks ဟာ coffee ရောင်းတာမဟုတ်ပါဘူးသူတို့ဟာအိမ်နဲ့အလုပ်ကြားကစိတ်အေးချမ်းသာရမယ်တတိယနေရာ the third place တခုကိုရောင်းချနေတာပါဒီမူတွေကိုတင့်လုပ်ငန်းမှာဘယ်လိုသုံးချနိုင်မလဲဆိုတာမှတ်ချက်မှာပြောပြပေးခဲ့ပါဦးဒီလိုစာအုပ်နှစ်ချုပ်ဗီဒီယိုတွေကိုထပ်မံကြည့်ရှုခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်သွားဖို့မမေ့ပါနဲ့နော်ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်